ကူကာဂါဟာဒီမှာကျွန်တော်ညီမတွေကပေါင်တန်တွဲပေါင်တန်ကြီးနဲ့ဖင်ကြီးမိုင်နဲ့ဘလိုလေးကြမ်းတက်အုပ်ပြပါမယ်ဆိုတော့ကျွန်တော်စောက်ကြည့်လိုက်တော့ပဲဆက်လာခြင်းမှာပဲကိုရီဘက်စလီနာရွန်ဆိုတော့ကိုကနေရောအလဲလင်းထင်းရတာပေါ့အဲ့တော့ခက်ဂရန်ဂျာပါလောက်လာတော့တော့ဖလကာကြီးကဘာလုပ်တာတော့ Oh my god ဂရန်ဂျာအလဲလဲထဲတော့ကိုအပေါ်လိန်လာထိန်ပါတယ်ဆိုဒီမှာကိုဒီမှာကြည့်ပါနှစ်ကောင်တစ်ကောင်ဝိုင်းတမနေတာတဲ့အဲ့ဒါကိုကစကေးလူလူရှိကိုလှမ်းအုပ်လိုက်ပါတယ်ဆိုဒီမှာတေရွာပါတယ်တဲ့ကျေးဇူးတင်ပါတယ်ကိုကခြုံထဲမှာပုံနေတဲ့အချိန်မှာအနီမက်မော်စကိုလေကိုရဲ့အရှိချုံထဲဝင်လာကိုကနေရောစကေးလူနဲ့အုပ်ပြီးကိုကတမပြီးလိုက်တာအဲ့ဒါအနီမက်ဟဲကောက်ပါရမလားလောက်တာတော့ဒါပေမဲ့မရပါဘူးအချုံ၅တောင်းနဲ့ထိုးသွားတာတဲ့ Oh my god ကိုကနေပါအနီမက်မော်စကိုကိုကစကေးလူဖလကာလေးနဲ့ကောက်အုပ်ပြီးတော့အဲ့မှာစကေးဝိုင်း3 AD လေး3မျိုးကိုနဲ့2 A ဆွေးလေးပဲတက်လိုက်တာပေါ့နော်ပြီးတော့မှအိမ်မြူပြေးချင်တာတဲ့အဲ့ဒါကိုကနေမှအကောက်လိုက်တာအိမ်မက်မော်စကိုပါမိသွားတဲ့အပြင်မတောင်းကဒမ်းမီရောဟဲကတ်ဒမ်းမီရောပါခံလိုက်ရကိုကတင်သွားတာတဲ့ကိုကနေသွေးမရှိလို့ပြေးပါတယ်ဆိုဒီမှာဟီရိုရာခြုံနေဝင်လာသူ့ကိုကနေစကေးလူတွေအုပ်ပြီးကိုကနေဆလီနာနဲ့သူ့နဲ့ကိုနဲ့ပေါင်းရတော့ကပ်ပြီးလိုက်တာပေါ့နော်စိတ်တော့မကောင်းဒီဘက်ဟဲကကိုအသေးသေးလိုက်တာအမဖလကနဲ့ကောက်ချောင်းမြေကိုကပြန်လုံးမယ်လို့ကကို1 hit ချသွားတာတဲ့ Oh my god ဒမ်းမီရသူကသူ1 hit ပဲချချင်ချာ2 hit ပဲချချင်သူ့ကိုချချင်တယ်လို့ချနောက်ဆုံးမှာကိုရုပ်ချောတင်လိုက်ရပဲအနိုင်ရရှိသွားဖို့ကအရေးကြီးရလေမဟုတ်လား Victory ကျွန်တော်ရဲ့ game လေးကျင်းနေဆိုကျွန်တော် like and follow နဲ့ကူညီပေးတော့ကြပါအောင်ခင်ဗျာအားလုံးပဲတတအပ